အားလုံးပဲမြင်ကြပါခင်ဗျာဒီနေ့ပိတ်သားကြီးကိုခေါ်သွားမဲ့နေရာကတော့ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ Hyper ရေတံခွန်ပဲဖြစ်ပါတယ်ဒီရေတံခွန်ကတော်တော်ကိုနာမည်ကြီးပြီးအရန်ကိုလှပတဲ့ရေတံခွန်ဖြစ်တဲ့အထစ်နဲ့ရှိပြီးတော့9ထစ်ကနေ10ထစ်အထိရှိတယ်လို့ပြောပါတယ်ဒီရေတံခွန်ကြီးကရှမ်းပြည်တောင်ပိုင်းမိုင်းရှူနာမှာဖြစ်ပါတယ်ဒီမှာမြင်ရတဲ့အတိုင်းပဲကျွန်တော်တို့ဒီမြေပုံမှာကြည့်မဆိုရင်တောင်ကြီးကလာမဆိုရင်ဒီမှာတောင်ကြီးကလောတောင်ကြီးရန်ကုန်ကတက်လာပြီးတော့ကလောတောင်ကြီးလမ်းအတိုင်းလာမဆိုရင်ဒီနေရာလွိုင်လင်းမှာကျွန်တော်အပေါ်တက်ရမှာဖြစ်ပါတယ်ဒီလွိုင်လင်းလက်ချားလမ်းတိုင်းနဲ့တွားလို့ဆိုရင် Hyper ကိုရောက်ပါတယ်ဒါမှမဟုတ်လွိုင်လင်းလမ်းမတွားချင်လွိုင်လင်းလက်ချားလမ်းအတိုင်းမတွားချင်ဘူးဆိုရင်လည်း Nam San ကိုတက်လာလို့ရပါတယ်ဒီမှာ Nam San နဲ့ဖြတ်ပြီးတော့မှဒီမိုင်းရန်လမ်းတိုင်းလည်းတွားလို့ရပါတယ်โอเคမန္တလေးပြည်ဦးလေးကလာမဆိုရင်တော့ဒီနောင်ချိုကြောက်မဲ့ဒီဘွားနဲ့လာပြီးတော့မှဒီလမ်းတိုင်းလာလို့ရပါတယ်ဒီမှာမိုင်းရဲဆင်လို့ရပါတယ်ဒါမှမဟုတ်လည်းကျွန်တော်ဒီတာချီလေးကနေလာမဆိုရင်တာချီလေးမိုင်းလေးမိုင်းဖြတ်ကနေတစ်စက်ချိုင်းတုံးဒီလိုဒီဘက်လမ်းကနေလာလို့ရပါတယ်လမ်းကတော့အဓိကအဖြစ်လမ်းရှိပါတယ်မိုင်းရန်လမ်းနဲ့နောက်တစ်ခုကလက်ချားလမ်းဖြစ်ပါတယ်ဒီလိုတော့ဖြစ်ပါတယ်ဒီ Hyper ရေတံခွန်က Hyper ရွာနဲ့တမိုင်လောက်ဝေးกว่าတော့တွေ့ရပါတယ်